ခါလီမှာဒီလူတွေကဒီဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပတ်စံတွေဒီအများကြီးဝင်ဖို့အတွက်ကိုကျွန်တော်အချိန်ဆွဲနေတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်မှာတော့ဟိုရင်တော့ငငယ်တော့ဒါမျိုးတွေဖြစ်ခဲ့ဘူးလေဘေးပတ်ဝန်းကျင်မှာလည်းတကယ်ချင်းမိတ်ဆွေတွေမှာလည်းဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့ဒီယူမှာဆိုရင်ဒီ SND တန်းကိုပဲပြန်နေတန်းတဲ့လုပ်ငန်းဝင်လို့ရတယ်အဲ့ဒီအချိန်မှာတချို့ဒီလူငယ်တွေက SND တန်းတက်တယ်တက်ပြီးတော့တဲ့ကမှာ CCN တွေကိုတော့နောက်မှတက်မယ်ဆိုပြီးတော့အဲ့လိုချိန်ဘူးလေအဲ့လိုနဲ့ကျွန်တော်တို့ CCN တွေတော့လည်းမတက်ဖြစ်တော့ဘူးเนาะဒါမျိုးရှိကျွန်တော်တို့ချိန်မှာကျွန်တော်တို့ CCN တွေတက်တဲ့ခါကျရင်ကျွန်တော် CCN တွေတခုတည်းတက်တာတဲ့ဆိုင်ရင်ဒီ SND တန်းတွေပါတွဲတဲ့ခါကျရင်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီတွဲတဲ့အတွက်ကြောင့်ရနိုင်တဲ့အခွင့်အရေးတွေရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တကယ်လည်းကယ်ရီယာချင်းနေတယ် ID နည်းပညာနဲ့အလုပ်လုပ်ချင်တယ်ဆိုရင်ဒီຢာတွေကိုလာရောက်တဲ့ဖို့ကျွန်တော်ဖိတ်ခေါ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနည်းပညာနဲ့ပတ်သက်တဲ့ဒီအကြောင်းတွေကနေပြီးတော့လူငယ်တွေရှိတယ်အဲ့တော့အကြောင်းမျိုးကြောင့်ဒီ internship program တွေလုပ်နေတာရှိတယ်ကျွန်တော်တို့အနေနဲ့လည်းဒီလိုအပ်နေတဲ့ကွက်လက်တွေကိုဒီဖြည့်ဆည်းပေးခြင်းပါတယ်ကျွန်တော်တို့ယူမှာဒီသင်တန်းတစ်ခုခုကိုလာရောက် join ပြီးတော့ဒီ internship program တွေပါတယ်ကျွန်တော်တို့ program မှာအသေးစိတ် program ပြီးတော့ကိုယ်နဲ့အဆင်ပြေတယ်ကိုဒီလုပ်ငန်းဟိုဝင်ဖို့အတွက်အဆင်ပြေတဲ့အနေအထားမျိုးပေါ့နော်ကိုယ့်ရဲ့ဒီလက်မှတ်တစ်ခုရဖို့အတွက်အဆင်ပြေတဲ့အနေအထားမှာရှိနေတယ်အားလုံးအဖက်ဖက်က okay နေတယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကကူညီဖို့လည်းအဆင်သင့်ရှိနေပါတယ်အားလုံးပဲကျွန်တော်တို့မေးမြန်းဆုံးဖြတ်ကြည့်ပါဒီဗီဒီယိုပါ